မနက်ခင်းတစ်ခုမှာမန်ဂိုလေးနဲ့ကောင်လေးတယောက်ဟာဘာဘာယာရဲ့အိမ်ကိုရောက်လာပြီးစတော်ဘယ်ရီမလေးနဲ့စာတူချက်ဖို့လာခေါ်ပါတယ်အမေဖြစ်သူဘာဘာယာကသူတို့ကိုခွင့်ပြုလိုက်ပေမဲ့စတော်ဘယ်ရီမလေးကတော့မေမေသမီးတို့စာချက်နေတော့အခန်းထဲမလာပါနဲ့အာယုံနောက်လို့ဆိုပြီးအမေကိုအခန်းပြင်မှာပဲထားခဲ့ပါတယ်ဒါဟာအရင်ကတခါမှမဖြစ်ဘူးတဲ့ထူးဆန်းတဲ့အမူအရာပဲဖြစ်ပါတယ်ခင်ဗျာအခန်းတကားကိုအတွင်းကနေကြက်ထိုးပိတ်ထားတာကြောင့်အမေဘာဘာယာဟာစိုးရိမ်စိတ်တွေတိုးလာခဲ့ပါတယ်ထမင်းစားရအောင်တကားဖွင့်ဦးလို့ခေါ်ပေမဲ့လည်းစတော်ဘယ်ရီမလေးကစာချက်နေရဲ့ဆိုရဲစင်ချင်းနဲ့ညှစ်ဆိုနေခဲ့ပါတယ်အဲ့ဒီနောက်စတော်ဘယ်ရီမလေးအခန်းထဲကထွက်လာပြီးသမီးချွေးတွေထွက်လို့ရေသွားချလိုက်ဦးမယ်လို့ပြောတဲ့အခါအမေဖြစ်သူကမနက်ကမှချိုးထားတာမဟုတ်လားဆိုပြီးပိုလို့တောင်မတင်ကဖြစ်သွားပါတော့တယ်နောက်ဆုံးမှာတော့အမေဘာဘာယာဖြစ်သူဟာအရန်တော့ကိုယူပြီးစတော်ဘယ်ရီမလေးရဲ့အခန်းတကားကိုအတင်းတမဖွင့်ကြည့်လိုက်ပါတော့တယ်မေမေမဝင်ပါနဲ့လို့စတော်ဘယ်ရီမလေးကအသေးတန်တားဆီးပေမဲ့လည်းတကားပွင့်သွားတဲ့အခါမှာတော့အခန်းထဲမှာသူတို့နှစ်ယောက်တကယ်ပဲစာချက်နေတာလားဒါမှမဟုတ်တခြားဘာတွေလုပ်နေကြတာလဲဆိုတာကိုအငှားမင်သက်စွာနဲ့တွေးလိုက်ရပါတော့ဘယ်ခင်ဗျာဒီဇလန်ရဲ့အပိုင်းနှစ်မှာဘာတွေဆက်ဖြစ်မလဲဆိုတာသိချင်ရင်တော့ comment မှာရေးပေးခဲ့ပါဦးနော်